သူတို့တကူပြမယ်ဆိုရင်ငါလည်းပဲတကူပြတိဟာပြမယ်လို့မြတ်စွာဘုရားအမိန့်ရှိတဲ့အခါကျတော့ဗိမိတာရမင်းကြီးကမြတ်စွာဘုရားတဲ့တကူမပြဘူးလို့ရှင်ဘုရားပြည့်ညတ်ပြီးသားမဟုတ်လားတဲ့ဘယ်လိုလုပ်ပြောရှင်ဘုရားတကူပြဟာအဲ့ဒါငါအတွက်ပြည့်ညတ်တာမဟုတ်တပည့်တွေအတွက်ပြည့်ညတ်တာတဲ့နော်အဲ့ဒီမှာအရှင်ဘုရားတဲ့တပည့်တွေအတွက်တည်တံ့ပြည့်ညတ်လို့ရသလားတဲ့နော်မင်းကနော်ဗိမိတာရအဲ့တော့မြတ်စွာဘုရားဥမာလေးနဲ့ပြောတယ်မင်းကြီးတဲ့မင်းကြီးရဲ့ဥယျာဉ်ထဲမှာတေးပင်တပင်အရန်သီးနေတယ်ဆိုရပါစို့အဲ့ဒါတွေကိုဘယ်သူမှမခုရဘူးလို့မင်းကြီးကပြည့်ညတ်ထားတယ်ခုစားတဲ့လူဘာလို့မလို့မင်းမြင့်မင်းနံတဲ့မယ်ပေါ့နော်ဒါပေမဲ့မင်းကြီးကိုယ်တိုင်ခုစားမယ်ဆိုရင်ကောမရဘူးလားရနော်ဒါသူတေးပင်ပဲလေအဲ့တော့မင်းကြီးကဒီတိုင်းလေးအတွင်းမှာသာနဲ့အစိုးတရားရှိတာနော်မြတ်စွာဘုရားကစัจ java လားဂရေတသိန်းဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားပြောပြတာပါအဲ့ဒီဝိနည်းပြည့်ညတ်ချက်တွေဆိုတာယဟန်တွေအတွက်ပြည့်ညတ်ထားတာပါအဲ့ဒါနဲ့မြတ်စွာဘုရားဘယ်မှာတခုပြမလို့ဆိုတော့ကန္တံဘတေယပင်ဆိုတာပြီးတော့ကြားဖို့တယ်ဟုတ်လားတေယဖြူပင်ရင်းမှာပြမယ်အဲ့ဒါမြတ်စွာဘုရားတေယဖြူပင်ရင်းမှာတကူပြားတွေကပြမတဲ့ဆိုတဲ့အတန်ကိုကြားရပြန်တော့တိဋ္ဌိတွေကတေယပင်မှန်သမျှကိုလိုက်ဝယ်တယ်တဲ့ဝယ်ပြီးတော့အကုန်ခုတ်တယ်နော်ဒီကနေ့ပေါက်တဲ့အပင်လေးကိုတောင်မကြံဘူးတဲ့လိုက်ဝယ်တယ်မရရအောင်ဝယ်တယ်ဒါပေမဲ့ဘင်းရနန်းတော်ထဲမှာရှိနေတဲ့အပင်တွေကိုကြတော့သူတို့လှုပ်လို့မရအောင်ဒါပေမဲ့တူတူပြောကြပါစို့အချိန်ကြာလာလို့ဝါဆိုလပြည့်နေ့မှာပြမယ်ဆိုပြီးတော့အချိန်ကြာလာတဲ့ခါကျတော့ရသော်ဘုရားအတွက်တေးရပင်ကမရှိဘူးအဲ့ဒီအချိန်မှာဘင်းရဲ့ဥယျာဉ်ထဲမှာတေးရသီးတစ်လုံးကခါချင်းအုံထားလို့ဘယ်သူမှမမြင်ရအဲ့ဒါကိုကန်ထားတဲ့ဥယျာဉ်မှုနာမည်ကအမောင်ကန်ထားကအဲ့ဒီတေးရသီးကအနှံ့အရန်ကောင်းတယ်အမြတ်စွာဘုရားဖုံးပေးမဲ့တေးရသီးပဲဒီဥစ္စာကအဲ့ဒါနဲ့အဲ့ဒီခါချင်းတွေပါတွေဖယ်ပြီးတော့အရန်အယောင်တွေပါတွေတောက်နေတယ်ပေါ့နော်အဲ့ဒီတေးရသီးကိုဘင်းကိုဆက်သမယ်ဆိုသူစိတ်ကူးနဲ့လာတော့ဘင်းကိုဆက်သရင်ရမယ်ဆုလက်ကနည်းနည်းလေးပဲမြတ်စွာဘုရားကိုသာလှူလိုက်မယ်ဆိုရင်ဘဝပေါင်းများစွာငါချမ်းချမ်းသာသာနေရလိမ့်မယ်ဆိုပြီးတော့မြတ်စွာဘုရားကိုလှူတာအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီတေအသေးကိုအဲ့ဒီနားတင်အလှူခံပြီးတော့အဲ့ဒီနားတင်ပဲဖုံးပေးပြီးတော့အဖြိုရည်လုပ်ပြီးတော့ကတ်တာရှင်အနန္ဒာကအဲ့ဒါလက်တော်ကိုဆေးချတာအဲ့ဒီတေအစီကိုအဲ့ဒီနားတင်စိုက်ခိုင်းတာအဲ့လက်တော်ကိုဆေးချလိုက်တော့အဲ့ဒီအစီကနေတောက်လျှောက်အပင်ပေါက်လာတယ်အတောင်90လောက်ရှိတဲ့အပင်ကြီးဖြစ်တယ်တဲ့အကိုင်း9ကိုင်းနဲ့တေအသီးတွေလည်းတောက်လျှောက်သီးလာတယ်ဒါပါလဲလို့မင်းတကိုးရပါနော်အဲ့ဒါမြတ်စွာဘုရားတကိုးပြမယ်တေးပင်ဆိုတာအဲ့ဒီအပင်ပဲပေါ့အဲ့ဒီလိုမျိုးတကူပြားတွေဟာပြတော့ဒိဋ္ဌိတွေကလည်းသူတို့လည်းတကူပြမယ်ဆိုတော့မန္တတွေပါတွေစောက်တာရှိတယ်ဒါကပြောရရင်တော့အရန်ကျယ်ပါတယ်နော်အဲ့တော့အဲ့ဒီတကူကပြားတွေဟာပြတဲ့ပွဲမှာမြတ်စွာဘုရားရဲ့တပည့်ယဟန်တော်တွေယဟန်မတွေဥပဒကာတွေဥပတိကာမတွေတကူရှိတဲ့လူတွေလည်းရှိတယ်နော်သုလအနာတပိန်ဆိုတဲ့တကာကြီးဆိုရင်သူကတကူတွေအများကြီးပြနိုင်တယ်အဲ့ဒီတဲမှာမြတ်စွာဘုရားရဲ့ကိုယ်စားတကူပြပါမယ်လို့လျှောက်ထားတဲ့ဘေခုနီမတွေရှိတယ်အဲ့ဒီတဲမှာဒီရှင်မဥပ္ပလွန်ဟာထိတ်တန်းကပါတယ်ရဲဝန့်ပေါ့နော်မြတ်စွာဘုရားရဲ့သမီးတော်တစ်ပါးအနေနဲ့သူတကူပြမယ်ပေါ့ဟုတ်လားဒါပေမဲ့မြတ်စွာဘု